စိတ်နဲ့ဒီမှာပဲချမ်းတရားနဲ့မတွေ့ဘူးမှခြင်းနဲ့အိမ်မညမကောင်းမှုတွေရဲ့ထဲဒီမနဲ့ခင်းတွေချတဲ့ပြင်းတွေချပြမတွေ့ပါမလား